အကုန်ကြားတတ်တာပြီးဆိုင်ရတာအတိုင်းစားရမယ်ကျေးဦးလုံကြီးလေးမျှဝေပေးလိုက်ပါရရှင်ပထမဆုံးအယိုးပြုတ်ရည်ကို2နာရီ3နာရီလောက်ပြုတ်ထားပေးရပါမယ်ကျေးဦးအရည်အတွက်အယိုးပြုတ်ရည်ကတော့အသက်ပါပဲနော်အရသာအနေနဲ့စားတကြားအချုံမုံတို့ထည့်ပါမယ်ကြာစံကိုလည်း1နာရီလောက်ကြိုပြီးတော့ရေစိမ်းထားပါမယ်အသားလုံးအတွက်ကြိတ်ထားတဲ့အသားတွေကိုစားတကြားအချိုမုံကျဲဥအကာကောမုံများများငရုတ်ကောင်းမုံစီရနှဲငယ်ထည့်ပြီးတော့တမအောင်နေပါမယ်စီစီလေးဖြစ်အောင်လို့ပေါက်ပေးပြီးတော့ရေခဲတက်တာရဲ့ထည့်ပြီးတော့နှက်ထားပါမယ်ငုံနဲ့ပဲပြားလေးလည်းပြုတ်ထားပါမယ်ပဲပြားမကြရင်မထည့်လို့လည်းရပါတယ်ပြီးရင်တော့အယိုးပြုတ်ရည်တွေကိုအသားလုံးလေးတွေထည့်ပြီးတော့ပြုတ်ပါမယ်အသားလုံးလေးတွေအပေါ်ပေါ်လာပြီဆိုရင်တော့ဆယ်ထားလို့ရပါပြီကျေးဝရည်အတွက်အယိုးပြုတ်ရည်တွေကိုကြာစံထည့်ပြီးတော့ပြုတ်ပါမယ်မုံညင်းစိန်ငုံဦးပဲပြအသားလုံးတို့ထည့်ပြီးတော့ငရုတ်ကောင်းလေးခတ်လိုက်ပြီးဆိုရင်ဆိုင်ရတာအတိုင်းအရန်စားလို့ကောင်းတဲ့ကျေးဦးအရည်လေးရပါပြီရှင်ကျေးဦးစီချက်အတွက်ကြက်သွန်ပြူစီချက်ချက်ပါမယ်အနံ့အတွက်ကျဲရီကွန်ကြော်ထားတဲ့စီကိုသုံးပါမယ်မရှိရင်ကြက်သွန်ပြူစီချက်ကိုပဲသုံးလို့ရပါတယ်စီချက်လုပ်ဖို့အတွက်ကြာစံပြုတ်ပြီးတော့ရေစစ်ထားပါမယ်မုံညင်းစိန်လည်းခဏပြုတ်ပြီးတော့ဆယ်ထားလိုက်ပါမယ်စီချက်အတွက်အရသာထည့်ပါမယ်ကြက်သွန်ပြူစီချက်ပဲငံပြားရည်အကျဲအပြည့်ကြက်သားမုံနဲ့တကြားထည့်ပြီးတော့မှွေပါမယ်ကြာစံထည့်ပြီးတော့တမအောင်နယ်လိုက်ပါမယ်အရွက်ပြုတ်အသားလုံးငုံဦးပဲပြားကြက်သွန်ကြော်ထည့်ပြီးတော့ငရုတ်ကောင်းမုံလေးဖြူလိုက်ပါမယ်ဒါဆိုရင်တော့ဆိုင်ရတာအတိုင်းအရန်စားလို့ကောင်းတဲ့ကျေးဦးစီချက်လေးရပါပြီရှင်အချင်းလေးလည်းဖြောထားလိုက်ပါတယ်